မြန်မာပလာဇာရဲ့ပျော်ရွှင်ပွဲရာသတင်းကျွတ်မိထွန်းပွဲတော်ကြီးကိုအော်တိုဘာလ15ရက်နေ့ညပိုင်းကမြန်မာပလာဇာမှာကျင်းပခဲ့တဲ့သတင်းကိုတော့မြန်မာရုပ်မြင်သံကြားရန်ကုန်သတင်းဌာနဝင်းမှာပေးပို့ထားပါတယ်ရှင်မြမရိုးရာပွဲတော်များတွေကတခုဖြစ်တဲ့သတင်းကျွတ်ပွဲတော်ကြီးတွင်ရိုးရာယဉ်ကျေးမှုများကိုနှစ်သက်ကြတဲ့မြန်မာလူမျိုးတွေနဲ့နိုင်ငံသားများအတွက်ရည်ရွယ်ကာပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။လာရောက်ပန်းဖြေတဲ့မိသားစုတွေပြည်တွင်းကမိသားစုတွေရောတငယ်ချင်းညီကိုမောင်နှမတွေရောနောက်နိုင်ငံသားတွေလည်းပန်းဖြေနိုင်မှုအတွက်အခုလိုမျိုးမြန်မာယဉ်ကျေးမှုတွေကိုဖော်ထုတ်ပြသခွင့်ရအောင်စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ဒီမွေနာကလည်းပြီးမယ်နောက်တစ်ခုကကြတော့မြမရုပ်သေးမှာမြမဇက်တပင်မှာမဖြစ်ပါရမယ်နက်အကပေါ့နက်ကြော်အကပေါ့နော်အဲ့ဒါကြီးလည်းပါသွားမယ်တခြားသောပြည်သူလူထုစိတ်ဝင်စားဖွယ်ရာအကလေးနဲ့လည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်မြမရိုးရာသတင်းကျွတ်မိထုံးပွဲတော်ကြီးကိုထူးခြားဆန်းပြတဲ့ဒီဇိုင်းတွင်ပြင်များနဲ့တမူထူးခြားစွာတွေ့မြင်ခန်းစားရမယ့်အပြင်မိသားစုအပန်းဖြေနိုင်ဖို့မြမရိုးရာရုပ်သေးအကအလှများကိုပါထည့်သွင်းတင်ဆက်သွားခဲ့ပါတယ်တကယ်တမ်းမြမရုပ်သေးဆိုတာကညာလုံးပေါက်ကတာလေပြီးရင်ဒီလိုမျိုးဆောင်းပေါက်တွေစပီကာတွေနဲ့ဖွင့်တာမဟုတ်ဘဲနဲ့တကယ်ဆိုင်းဝိုင်းကြီးနဲ့အဆိုအငိုးအပြောပညာရှင်တွေနဲ့ကရတာဆိုတော့ဦးထွေးတို့ကတော့ပွင့်လင်းပြောရင်အဲ့လိုမျိုးကြီးဖော်ထုတ်ချင်တာဘာလို့ဆိုတော့ဒီလိုဟာမျိုးကစုကရည်တီးပြိုင်ပွဲလူဟာမျိုးလောက်မှာပဲရှိတော့တယ်လေအပြင်မှာကြည့်ဖို့ကတိတ်မရှိတော့ဘူးဆိုတော့ကချင်တာတော့အဲ့လိုကချင်တာပေါ့နော်ဒါပေမဲ့လည်းလုံးဝမကရတဲ့ဆိုင်အယုတ်ကလေးတွေအိတ်ထဲမှာအိတ်နေရတာတဲ့ဆိုင်ဒီလောက်လေးသူတို့နိုင်ဝက်လောက်လေ့ကျင့်ခန်းလုပ်ပြီးတော့ကိုမြန်မာတွေကိုတို့မြန်မာပိုင်နဲ့ရင်ကျေးမှုရှိပါလားဆိုတာပြခွင့်ရတာလေးကိုပဲဦးထွေးရဝန်းတာပါတယ်မြန်မာပလာဇာရဲ့ပျော်ရွှင်ဖွယ်ရာသတင်းကျွတ်မိထုံးပွဲတော်ကြီးမှာမြန်မာရိုးရာရုပ်သေးပြပွဲနဲ့ Interactive Game ပြိုင်ပွဲများကိုအော်တိုဘာလ15ရက်နေ့16ရက်2ရက်တိုင်တိုင်ကျင်းပပြုလုပ်မယ်လို့သိရပါတယ်။ကျွန်မကတော့အီမိုမိုအောင်ပါရှင်။